တောင်းဆိုချက်ကိုကျွန်တော်တို့ပြန်လည်ပြီးတော့မေတ္တာတုံ့ပြန်တဲ့အနေနဲ့ဆိုင်းတော်မင်္ဂလာနဲ့တူတည်ဆူပေးကြပါလိမ့်ရှင်။နောက်ဆုံးပါညနေမောင်နေခုမှတွေ့တာလူမမဝရတော့ရောကြတော့စင်ရပါညနေမောင်နေခုမှတွေ့တာလူမမဝရတော့ရောကြတော့ရှင်ရွှေကစီမလေးလက်တာကုန်နေပါရဲ့အုံးလို့ကိုရှာ